အေးစစ်စစ်နေပါစာဖတ်ပါပြင်းနေရင်စာအုပ်ဖတ်ပါဖုံးသုံးပါဟာသတွေကြည့်ပါဘယ်သူအတွက်နဲ့မှကိုယ်စိတ်ကိုမလေးလံပါစေနဲ့ဘယ်သူကမှကိုယ့်ရဲ့ဖြောပြရေးကရိယာမဟုတ်ကြပါဘူးတက်စီတွေအပေါ်မှာထားတဲ့မျောလင်းချက်တွေကိုစော့ချပါတမဲဝိတုတွေနဲ့မွေးလျော်ပါသူတို့တွေကကိုယ့်ကိုဝေဒနာတွေမပေးတတ်ပါဘူးအဓိကကိုယ်စိတ်ပျော်နေဖို့ပဲမဟုတ်လားပြောစရာတွေကိုကိုယ်တိုင်ဖန်တီးပါသူများဖန်တီးပေမဲ့ပြောစရာတွေကိုမျောလင့်မနေပါနဲ့တခြင်းတွေနားထောင်ပါအနည်းအနားကကိုယ့်ဘော်ကောင်းတဲ့သူတွေကိုဂရုစိုက်ပါအချိန်ပေးပါကိုယ့်ကိုအရေးမလို့သူတွေအတွက်ကိုယ်စိတ်ကိုတံမခတ်ပါနဲ့လောကကြီးမှာနေတတ်ရင်ကျင့်တတ်စရာကြီးပါပဲမေးတင်တာတွေကိုမေးပြစ်လိုက်ပါတန်ရာတွေကိုတတမွေးမြူမနေပါနဲ့စိတ်ကိုစိတ်နဲ့ကုပါကုန်လွန်ခဲ့တဲ့အချိန်တွေလောက်ခဲ့မိတဲ့အမှားတွေအတွက်နောင်တတွေနဲ့ပူပန်မနေပါနဲ့အမိုက်တွေကိုတင်စီထားသူမဖြစ်ပါစေနဲ့ပြစ္ဆုတ်ပံတက်တဲ့ကိုပဲရှောက်မျောလင်းချက်တွေကိုခောက်ထားပြီးရီမန်းချက်တွေနဲ့ရှင်သန်ပါမျောလင်းရတာမောပါတယ်တက်စီတွေအပေါ်မှာမျောလင်းရတာပိုဆိုးပါတယ်တယောက်တည်းအေးအေးဆေးဆေးနေပါဘွားကตาย